ကျောင်းသားတစ်ယောက်အနေနဲ့ရှိသည့်သုံး skill ကိုပြောပါဆိုရင်စာလေးလာနေပါပဲစာဘယ်လိုလုပ်ရမလဲဆိုတာကိုသိတဲ့သူနဲ့မသိတဲ့သူကတော်တော်ကွာတယ်ဗျဒါကြောင့်လေကျောင်းသားကျောင်းသူတွေထောက်ကူရအောင် 1% Barrier Everyday ဆိုတဲ့ဒီ channel လေးကနေအခုလိုဗီဒီယိုလေးနဲ့စာလုပ်နည်းတွေကိုဝင်ပြပေးခဲ့ပါတယ်ဒါကြောင့်လေစာလေးလာသူတွေအနေနဲ့အခုလိုမျိုးအရင်ကတည်းကတိုးတက်တဲ့ရလက်ကောင်းတွေထွက်လာခဲ့တာပေါ့ဒါပေမဲ့ပြဿနာတွေကဒီတစ်ခုမှမကပဲဥပမာဆိုရင်လိုအပ်မဲ့စာတွေကအရင်များနေပြီစာလို့ချင်းအရင်နည်းနေမယ်ပြဿနာတွေရှိမယ်စာဘလောက်ပဲကြိုးစားကိုအားထုတ်တဲ့လောက်အရာမထင်တဲ့ပြဿနာတွေရှိမယ်ဒါရင်ပဲကမလဲရှင်းရှင်းတော့မေးဖြစ်တာပင်ပန်းနေပေမဲ့စာလုပ်ကိုလုပ်ရမှာစမွဲဖြရင်တအားရှမ်းတတ်တာအေးရန်တဲ့ရောနေတာဒါတွေလည်းရှိသေးတယ်အခုနောက်ပိုင်းဆိုရင်ကျောင်းသားတွေအနေနဲ့ mental စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းအများကြီးရင်ဆိုင်ဖြေရှင်းရသေးတယ်ကျွန်တော်ခုဒီမှာပြတ်ထားတဲ့ပြဿနာတွေခက်ခဲတဲ့အားလုံးကိုစာလေးလာနေတင်နန်းဆိုပြီး batch 1 batch 2အတန်းတစ်ခုဖွင့်လှစ်တင်ကြပေးခဲ့ပါတယ်အခုဒီတစ်ခေါက်မှာတော့ batch 3အလှည့်ကိုရောက်လို့လာပါပြီအခုဒီ batch 3မှာဆိုရင်တော့ခေါင်းစဉ်အသစ်အနေနဲ့ဘွဲမရသေးတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ငွေဘယ်လိုရှာရမလဲပြီးတော့ ion site မရတဲ့ ADHD အကြောင်းဆိုပြီးတော့မှသင်ခန်းစာအသစ်တွေထပ်ပြီးတော့မှဖြည့်ထားပါတယ်ဒါကြောင့်ဒီတင်နန်းကိုအပ်ချင်နေဆိုလို့ရှင်တော့ comment မှာပြထားတဲ့ link ကနေတက်စစ်တန်းအပ်လို့ရပါတယ်ကျွန်တော်တို့တင်နန်းမှာပြန်ဆောင်မယ်